နော်အဲဒါဆိုရင်ရှူတက်ပေါ့တက်စင်ပုံတက်စင်လေးပေါ့နော်ဒါလေးကိုကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်ဒီကြော်ပြတာမဟုတ်ဘဲနဲ့တစ်ခုချင်းစီကိုရိုက်ထတာလေးလည်းရှိပါတယ်ဒါကိုကျွန်တော်ပြန်တင်ပေးပါမယ်အားကြောင့်မလို့ဒီမှာရှူတက်တာလေးရောပေါ့နော်ရှူတက်တာလေးလေအစင်းစင်လေးပေါ့နော်သူ့ဟာလေးနဲ့သူဒီမှာကလစ်လေးလေးပါတယ်ပေါ့နော်ဒါကျွန်တော်တင်နေကျွန်တော်တို့လိုပဲဒါအောင်လံမျိုးကနေဆက်စီမတင်နေလာတတ်တာပေါ့နော်ကျွန်တော်တို့တက်တော့စီနီယာကြပါတယ်ကျွန်တော်ကကိုတို့ထက်နောက်ကြတာပေါ့နော်ဒါဆိုရင်ကိုကိုတက်ခိုင်းပြီးတော့ကျွန်တော်နောက်ကနေဗီဒီယိုလေးရိုက်ထားပါတော့ညီကိုတွေကိုလေးလာလို့ရအောင်လို့ရိုက်ထားခြင်းပဲဖြစ်ပါတယ်ဒီမှာဒါဆိုရင်ကြောက်လက်လေးနဲ့ပေါ့နော်ခက်တော့မဟုတ်ပါဘူးဒီပလေယာဂျွန်လေးနဲ့ညှက်နိုင်လဲညှက်ပေါ့နော်ပလေယာဂျွန်နဲ့မဟုတ်လည်းဒီလိုကြောက်လက်ပြအသေးပြားလေးနဲ့လုပ်ပြီးတော့တီတီလေးနဲ့တီလေးနဲ့ဖြစ်ခောက်လိုက်ပေါ့နော်ခောက်လိုက်တားကြီးလည်းမခောက်ပါဘူးပေါ့နော်တက်ထူလေးဆိုတော့ကျိုးသွားမှလည်းကြောက်သွားပြီပေါ့နော်နည်းနည်းလေးသူကနှုတ်တယ်ပေါ့နော်အဲကြောင့်အရင်ကျင်းနေနေလဲလှုပ်လို့မရဘူးပေါ့နော်အဲကြောင့်ဒီလိုပညာတွေကိုတော့စနစ်တကျအသေးစိတ်ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့တည်ခြင်းနဲ့အော်တိုမေနဲ့ဘိုင်းတွေကိုလည်းဘယ်ချိန်မှာပါလေလောက်အောင်ဘလူးစစ်စစ်တင်နဲ့အတန်နေနားထောင်ပြီးတော့ဖြုတ်တာတွေတက်တာတွေကိုစနစ်တကျတည်တည်ချာချာလုပ်ရှင်နေဆိုရင်တော့မကွေးမျိုး EFI counseling service ကိုလည်းလာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တင်နန်းသားတွေလည်းများလာပြီပေါ့နော်တနေ့နဲ့အလုပ်လဲတော်တော်ချုပ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကအားတော့မအားဘူးဒါပေမဲ့ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့လိုပဲလေးလာနေတဲ့ညီကိုတွေကိုဘဟုတုဒအနေနဲ့ပဲဖြစ်ဖြစ်လေးလာနေတဲ့ညီကိုတွေကိုလည်းတည်တည်ချာချာလေးသိရအောင်လို့ကျွန်တော်ကဒါလှုပ်ရှုပ်တဲ့ကြားကနေမှတမင်အချိန်ယူပြီးတော့ရိုက်တာပေါ့နော်ဒါဆိုရင်တကယ်ပြချင်တယ်တော့ရရတာပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့မှာပိန်းနေတော်တော်များတယ်ပေါ့နော်လူတွေကလောက်တော့မလောက်ဘူးပေါ့နော်ဒါဆိုရင်ရှူတက်တာပေါ့နော်ရှူတက်တာကတော့ဒါလေးကတော့တယောက်တည်းတက်စင်ပုံလေးကိုပြတာပေါ့နော်ဒါပုံစံဒီမှာဆိုရင်လည်းအတီးနဲ့တည်တည်ချာချာလေးတိတ်ပြီးတော့ရိုင်းနေမကြဘူးပေါ့နော်ပုံမှန်လေးပဲကြတာပဲဒါ6လုံးသီးလေး6လုံးသီးကိုလည်းထည့်ရင်တစ်ဖက်သက်ပဲထည့်ပေါ့နော်တစ်ဖက်သက်အပိတ်ဘက်ကထားမှဆိုရင်လည်းအပိတ်ကိုပဲထည့်တာပေါ့နော်ဒီမှာဆိုတခြားပြပေါ့နော်လက်နေတဲ့အကြောင်းလေးကဟောပဲမျက်နှာပြင်မှာထားပေါ့နော်အဲ့တိုင်းလေးပဲတက်သွားတာပေါ့နော်ကိုတင်ဂီတာလေးနဲ့ကိုပေါ့နော်ဒါရှုထည့်ရပေါ့နော်တချို့ကြောင့်လည်းအဲ့လိုထည့်ကြတယ်ပေါ့နော်ဒါကျွန်တော်ကိုကျွန်တော်ပြန်ပြမှာပဲဖြစ်ပါတယ်ဒါလေးကိုပြန်ပြအောင်ပေါ့နော်ဒီမှာသူထည့်ရဆိုဒါဆိုတော်တော်အဆင်မပြေဘူးပေါ့နော်အားကြောင့်မလို့ဒီမှာကျွန်တော်ကနေပြန်ပြီးတော့အကိုဆရာလောက်တာတော့မဟုတ်ဘူးเนาะဒါလွယ်ကူရိုးရှင်းနေဆိုတဲ့အကြောင်းကိုပြပါတော့ဒါတေးသေးချာချာလေးပေါ့เนาะဒါလေးကိုရှူးလေးကိုမပြီးလှည့်လှည့်ပြီးတော့မှပတားလေးကိုဖြည်းဖြည်းချင်းလေးပြန်ထည့်လိုက်အောင်ဒါဆိုရင်